မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ဒီနေ့ညနေ9:00နာရီကနေပြီးတော့ည9:00နာရီအတွင်းမှာပြုလုပ်ရမယ် forgiveness meditation ဖြစ်ပါတယ်ရှင်ကျမမိတ်ဆွေတွေကဘာတွေလှုပ်ဆောင်ရမလဲဆိုလို့ရှိရင်ဒီနေ့တစ်နေ့တာလုံးကိုကောင်းမွန်စွာနဲ့ဖြတ်ကျော်ခဲ့ပြီးသားဖြစ်ပါတယ်ဒီနေ့တစ်နေ့တာလုံးကိုအခုချိန်ဒီကောင်းမွန်စွာနဲ့ဖြတ်ကျော်ခဲ့ပြီးတဲ့အချိန်မှာကျမမိတ်ဆွေတို့ဟာအားအိမ်နေလည်းပြည့်ဖြိုးနေပြီဖြစ်ပါတယ်เนาะအကျမ်းမှာလန်းဆန်းနေပြီဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့တစ်နေ့တာလုံးဆောင်ရွက်စရာတွေပြီးသွားပြီဆိုတဲ့အချိန်မှာတော့ကျမမိတ်ဆွေတို့ဟာဝမ်းမြောက်ဝမ်းသာမိမိကိုယ်ကိုရှိပြီးသွားလို့ရှိရင်ကိုယ်တိုင်အင်အားတွေပြေဝသွားတဲ့အချိန်မှာအခြားသောအားငယ်စရာတွေစိတ်ညစ်စရာတွေစိတ်ပူစရာတွေကိုကျမမိတ်ဆွေများဆွတ်လွတ်တော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့အခုချိန်ကစပြီးတော့မှခွင့်လွှတ်ခြင်းဆိုတဲ့ meditation တစ်ခုပြုလုပ်မှာဖြစ်ပါတယ်ရှင် meditation ဆိုတိုင်းတရားထိုင်စရာမလိုပါဘူးเนาะခွင့်လွှတ်ခြင်းကိုကျမတို့ရဲ့စိတ်ကနေပြီးတော့မှလေအရာရာကိုဆွတ်လွတ်ပြီးတော့မှလေခွင့်လွှတ်ခြင်းတွေကိုပြုလုပ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမအခုလမ်းညွှန်ပေးတဲ့အချက်လေးတွေကိုကျမမိတ်ဆွေများလိုက်ပြီးတော့လုပ်ပါရှင်ဘာလို့ရမလဲဆိုလို့ရှိရင်တော့ကျမတို့တွေရဲ့ဘဝမှာကြုံခဲ့သမျှတွေထဲမှာပေါ့နော်ကျမတို့ကိုစိတ်ညစ်စရာတွေပြုလုပ်ခဲ့ကြတဲ့သူတွေအားလုံးကိုခွင့်လွှတ်တယ်ဆိုပြီးတော့မှဂျင်းထဲမှာရှိတဲ့ခွင့်လွှတ်ခြင်းတွေကိုပေးလိုက်ပါကျမတို့ရဲ့ဂျင်းထဲမှာတဘဝလုံးလိတ်ခဲတဲ့လက်အဖြစ်နဲ့ပေါ့နော်အမြင့်တန်းလေးသေးသေးလေးရမှာအစားကျမတို့ကိုစိတ်ညစ်စေတဲ့အရာတွေအားလုံးကိုဖြတ်တောက်ပြလိုက်ပါနော်လုံးဝခွင့်လွှတ်ပြလိုက်ပါခွင့်လွှတ်တယ်နော်နောက်တစ်ခုကျမတို့ကိုဒုက္ခရအောင်လုပ်ခဲ့မှုတဲ့သူတွေကိုလည်းခွင့်လွှတ်တယ်ဆိုပြီးခွင့်လွှတ်ပါနော်ကျမမိတ်ဆွေတွေကခွင့်လွှတ်ခြင်းတွေကိုဘယ်အချိန်မှလုပ်မလဲဆိုရင်တေးသေးချာချာနဲ့နေအောင်ချီပေါ့နော်ကဘာမြေကောကနေပြီးတော့မှနှုတ်ဆက်ထွက်ခွာတော့မယ်အချိန်ပေါ့နော်ကျမတို့ကဘာကြီးကိုနေအောင်ချီကနေပြီးတော့မှ goodbye ဆိုပြီးတော့ဒီနေ့တစ်နေ့တာရဲ့နေအောင်ချီအလင်းတန်းနေရာနှုတ်ဆက်ထွက်ခွာတော့မယ်အချိန်မှာနောက်ဆုံးနေအောင်ချီအလင်းတန်းကိုကြည့်ပြီးတော့မှကျမမိတ်ဆွေတွေကနေခွင့်လွှတ်ခြင်းတွေကိုတခါတည်းခွင့်လွှတ်လိုက်ပါအဲ့ဒီအချိန်မှာကျမမိတ်ဆွေတို့ရဲ့စိတ်ထဲမှာလေအခုအချိန်မှာမုန်းတဲ့သူတွေလည်းရှိနိုင်ပါတယ်မနာလိုတဲ့သူတွေလည်းရှိနိုင်တယ်เนาะမြည်သူမဆိုးပေါ့ရှိနိုင်တယ်ပြီးလို့ရှိရင်ကျမမိတ်ဆွေတွေကကိုတိုင်းကိုလည်းပဲကိုလူကောင်းလူဆိုးဆိုတာကိုဟာကိုအတိဆုံးဖြစ်ပါတယ်เนาะကိုဘသူ့ပေါ်မှာနည်းနည်းလေးကောက်ကျစ်ခဲ့လဲဘသူ့ကိုနည်းနည်းလေးကြောက်တုံးခဲ့ဘူးလဲဘသူ့ကိုယုံမာခဲ့ဘူးလဲကိုသိပါတယ်အဲ့တော့ကိုတရားကိုလုတ်ခဲ့ဘူးတဲ့ကိုရဲ့အပြစ်တွေကိုလည်းခွင့်လွှတ်လိုက်ပါခွင့်လွှတ်တယ်ငါကလည်းခွင့်လွှတ်တယ်ငါတစ်ချိန်လုံးကမိုင်မဲစွာနဲ့ယူမိုက်စွာနဲ့လုတ်ခဲ့ဘူးပါတယ်အဲ့ဒီအပြစ်တွေကိုလည်းဝန်ခံပါတယ်ဒါကြောင့်မလို့ဒီအရာတွေအားလုံးကိုမိုင်မဲစွာလုတ်ခဲ့တဲ့အလျောက်ငါကလည်းခွင့်လွှတ်ပါတယ်အဲ့ဒီအပြင်ပေါ့နော်အခုချိန်မှာငါကိုလာပြီးတော့မှစိတ်ဒုက္ခပေးမဲ့သူတွေကိုလည်းခွင့်လွှတ်ပါတယ်နောက်ထပ်လာပြီးစိတ်ဒုက္ခပေးခြင်းစရာသူတွေကိုလည်းကြိုတင်ပြီးခွင့်လွှတ်ပါတယ်ဆိုပြီးတခါတည်းခွင့်လွှတ်ပါအဲ့ဒီလိုမျိုးခွင့်လွှတ်ခြင်းဟာကျမမိတ်ဆွေတွေစီကိုနောက်ထပ်လာမဲ့အန်ဒီရရန်ဆွဲတွေတောင်မှမရှိအောင်လို့တားဆီးပေးနိုင်ပါတယ်ဒါကြောင့်မလို့ကျမမိတ်ဆွေတွေသေချာပေါက်ခွင့်လွှတ်ခြင်းကိုလုပ်ပါနော်အဲ့တော့အခုချိန်မှာခွင့်လွှတ်ခြင်းကိုလုပ်ပြီးဆိုတာနဲ့ကောင်းကင်ကနေပြီးတော့နောက်ဆုံးမြင်ရတဲ့အလင်းတန်းကြီးပေါ့နော်ဟောအနောက်ဘက်မိုးကောင်းကင်မိုးကုတ်စဝိုင်းကြီးမှာမြင်နေရတဲ့နောက်ဆုံးမြင်လိုက်ရတဲ့အလင်းတန်းကိုကြည့်ပြီးတော့မှအရာအလုံးကိုခွင့်လွှတ်ပါတယ်ဒီနေ့ရဲ့နေဝင်ခြင်းနဲ့အတူငါဘဝမှာရှိတဲ့စိတ်ညစ်စရာတွေစိတ်ဆိုးစရာတွေဘဝရဲ့မိုင်မဲခြင်းတွေယူသွခြင်းတွေမှောင်မိုက်ခြင်းတွေအားလုံးဟာဒီညရဲ့အလင်းတန်းနဲ့အတူအရာအားလုံးကိုပေါ့နော်ဒီအလင်းတန်းကနေပြီးတော့မှဒီအရာအားလုံးကိုငါခွင့်လွှတ်ခြင်းတွေပေးလိုက်ပါပြီဆိုပြီးဘဝမှာနေဆိုင်စွာခွင့်လွှတ်ခြင်းတွေကိုပေးပါရှင်နော်အဲ့ဒီလိုခွင့်လွှတ်ခြင်းပေးတဲ့အချိန်မှာကျမမိတ်ဆွေတွေတရားခံ၍ခွင့်လွှတ်ခြင်းတော်၎င်းနေအောင်ချီကိုကြည့်၍ခွင့်လွှတ်ခြင်းတော်၎င်းခွင့်လွှတ်နိုင်ပါတယ်နော်တရားမတိုင်ခင်ဘူးနောက်ဆုံးအနေနဲ့ဒီနေ့ရဲ့နေအောင်ချီလေးကိုကျမနောက်ဆုံးနှုတ်ဆက်ခြင်းနဲ့နော်သေချာနှုတ်ဆက်ပါဘာဖြစ်လို့လဲဆိုရင်ဒီနေ့ညနေရဲ့နေဝင်ခြင်းကိုကျမတို့ဟာဒီနေ့ပဲတွေ့ရမှာဖြစ်ပါတယ်နောက်တစ်နေ့မှာမနေ့ကနေဝင်တာကိုပြန်ကြည့်ခြင်းနဲ့ဆိုရင်တွေ့ရမှာမဟုတ်ပါဘူးเนาะဒါကြောင့်မလို့ကျမတို့ဘဝမှာနော်နှုတ်ဆက်ချေပေမဲ့နှုတ်မဆက်လိုက်ရတဲ့အကြောင်းအရာတွေအများကြီးရှိခဲ့မှာပါအဲ့ဒါတွေကိုသင်ခန်းစာယူခြင်းနမူနာယူခြင်းအပြင်ကျမတို့ဒီနေ့ရဲ့ညနေနေဝင်ချိန်လေးကိုမမေ့မလျော်ပဲနဲ့နော်တေချာပေါက်နှုတ်ဆက်ပါတေချာပေါက်ခွန့်လွတ်ပါဆိုတာကိုပြောချင်ပါတယ်ဒီခွန့်လွတ်ခြင်းကိုလှုပ်ဆောင်ပြီးတဲ့အချိန်မှာကျမမိတ်ဆွေတွေဟာခါတိုင်းနဲ့မတူပဲကံကောင်းခြင်းတွေကျမ်းမာခြင်းတွေနဲ့အတူကျမမိတ်ဆွေတွေရဲ့စိတ်ထဲမှာလွတ်မြောက်ခြင်းတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ရဲ့ကုညံ့နေမှာပေါ့နော်ခွန့်လွတ်ခြင်းကိုတေးသေးချာချာလုပ်ဖို့အတွက်အကြံပြုပါတယ်ကျမမိတ်ဆွေများအားလုံးဒီဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင်တော့ဒီနေ့ညနေအတွက်လှုပ်ဆောင်စရာများကိုတေးသေးချာချာလေးလှုပ်ဆောင်ကြဖို့အတွက်အကြံပြုပါတယ်ခွင့်လွှတ်ခြင်းတွေနဲ့နှုတ်ဆက်ခြင်းတွေကိုဒီနေ့အတွက်ဒီကဘာမြေကြီးပေါ်မှာကျမတို့အကောင်းဆုံးပြုလုပ်ပေးသွားကြပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်